မနက်ခင်းတိုင်းမောင်စင်ကလမ်းမပေါ်ကကားထန်လူထန်တွေကြားမှာပဲအလုတ်သွားရတတ်တယ်။သူ့အလုတ်ကအထူးကြီးမားတာမဟုတ်ဘူး။လမ်းဘေးလက်ဖက်ရည်ဆိုင်လိတဆိုင်မှာအလုတ်သမားပါ။တနေ့မိုးချုအချိန်အလုတ်ပြီးလို့အိမ်ပြန်လာတဲ့အခါလမ်းမဘေးမှာဖက်နှက်တရံတွေ့လိုက်တယ်။ဖက်နှက်ကအဟောင်းဖြစ်ပြီးမိုးရေဆိုလို့အယောင်တွေတောင်ပြတ်နေပြီ။မောင်စင်ကဘသူဖက်နှက်လဲမသိဘူးမယူပါဘူးလို့စိတ်ထဲမှာထင်ပြီးလမ်းလျှောက်ဆက်သွားတော့မလို့ပဲလမ်းဘေးကုန်းအောင်မှာအသက်ကြီးကြီးလူကြီးတယောက်ခြေပလာညက်ထိုင်နေတာမြင်လိုက်ရတယ်။မျက်နာကပင်ပန်းနေပုံလက်တွေကတုံနေပြီးမိုးအောင်မှာတိတ်တိတ်လေးထိုင်နေတယ်။အဲ့ဒီအချိန်မှာပဲမောင်စင်ရဲ့ခြေတလန်းရက်သွားတယ်။သူ့အိတ်ထဲမှာပတ်စံမရှိဘူးအစာလည်းမရှိဘူး။ဒါပေမဲ့လမ်းမဘေးမှာတွေ့ထားတဲ့ဖက်နှက်ဟောင်းတရံကိုတတိရသွားတယ်။မောင်စင်ပြန်လှည့်ပြီးဖက်နှက်ကိုယူလာတယ်။ပြီးတော့အသက်ကြီးသူရှေ့မှာကွေးပြီးဦးလေးဒီဖက်နှက်ဝတ်ပါလားလို့ပြောလိုက်တယ်။အသက်ကြီးသူကမောင်စင်ကိုကြည့်ပြီးမျက်လုံးထဲမျက်ရည်လေးတောက်လာတယ်။ဒါဒီနေ့ဦးအတွက်အစားမရခဲ့ဘူး။ဒါပေမဲ့ဒီဖက်နှက်ရရင်လုံလောက်ပါပြီလို့ပြောတယ်။ဖက်နှက်ဝတ်ပြီးလမ်းကိုတိတ်တိတ်လေးဆက်လျှောက်သွားတဲ့နောက်ကျောကိုမောင်စင်မျက်စီမခွာနိုင်ဘူး။နောက်ကနေ့မနက်ခင်းမောင်စင်ထုံးစံအတိုင်းလက်ဖက်ရည်ဆိုင်ကိုအလုတ်သွားလာနေတယ်။မနက်စောစောဖြစ်လို့လမ်းမပေါ်မှာကားတန်နဲလူတန်းလည်းမများသေးဘူး။ဆိုင်ရှိစားပွဲလေးမှာအသက်ကြီးသူတယောက်ထိုင်နေတာမြင်လိုက်ရတယ်။မနေ့ညကလမ်းမဘေးမှာတွေ့ခဲ့တဲ့သူကိုယ်တိုင်ပါပဲ။ဒီနေ့တော့ခြေထောက်မှာဖက်နှက်တရံဝတ်ထားပြီးမျက်နာပေါ်မှာအပြုံးလေးရှိနေတယ်။ဒါမနေ့ကဖက်နှက်ကြောင့်ဒီမနေ့ဦးဒီဆိုင်ကိုရောက်လာနိုင်ခဲ့တယ်လို့အသက်ကြီးသူကပြောတယ်။မောင်စင်ရဲ့စိတ်ထဲမှာမပြောတတ်တဲ့ခံစားချက်တစ်ခုဖြစ်လာတယ်။အဲ့ဒီနေ့ကမောင်စင်အတွက်မနေ့တိုင်းခင်မျိုးလင်းချက်မရှိသလိုထင်းခဲ့တဲ့လမ်းဟာအသက်တလန်းလိုပေါ်လာခဲ့တယ်။အသက်ကြီးသူကသူဟာအရင်ကဖက်နှက်ချုပ်စရာဖြစ်ခဲ့ကြောင်းပြောပြတယ်။အသက်ကြီးလာတော့အလုပ်မရတော့ဘူးလို့လည်းဆိုတယ်။ဒါစိတ်ဝင်စားရင်ဦးနဲ့အတူဖက်နှက်ချုပ်အလုပ်သိမလားလို့မေးလိုက်တယ်။အဲ့ဒီနေ့ကစပြီးမောင်စင်ဟာလက်ဖက်ရည်ဆိုင်အလုပ်ပြီးလိုက်ဖက်နှက်ချုပ်အလုပ်ကိုသင်ယူလာတယ်။လအနှဲငယ်ကြာလာတဲ့အခါသူ့လက်နဲ့ဖက်နှက်တရံကိုကိုယ်တိုင်ချုပ်နိုင်လာတယ်။တနေ့မိုးချုပ်အချိန်လမ်းမဘေးမှာခြေပလားနဲ့ထိုင်နေတဲ့လူတီလောက်ကိုမောင်စင်တွေ့လိုက်တယ်။သူ့လက်ထဲမှာဖက်နှက်အသစ်တရံပါနေတယ်။မောင်စင်ကခြေတလန်းရက်ပြီးဦးလေးဒီဖက်နှက်ဝတ်ပါလားလို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာမောင်စင်သိလိုက်တယ်။ဖက်နှက်ဟောင်းတရံကသူ့ဘဝကိုလမ်းတစ်တလန်းစီခေါ်ဆောင်ပေးခဲ့တာကို